Redmi ဖုန်းတွေမှာဖုန်းကိုတစ်နိုင်လောက်အသုံးပြုပြရတယ်အခုလိုမျိုးစတိုင်းပေါ်လာပြီးတော့ဖုန်းကိုအသုံးပြုလို့မရလို့ဆင်းရဲနေတဲ့မိတ်ဆွေတွေရှိလားဒါဆိုရင်ဒီဗီဒီယိုလေးကိုသာစောင့်အောင်ကြည့်လိုက်ပါပထမဆုံးဖုန်းထဲမှာရှိတဲ့ setting တွေကိုဝင်လိုက်ပါ setting ထဲမှာရောက်လို့ရှိရင်ကျွန်တော်တို့ကအောက်ဆုံးထူကိုဆွဲပြလိုက်မယ်ဒီညမှာကျွန်တော်တို့ကမယ် screen time ရွှေညာလေးကိုတစ်ချက်ထပ်နေလိုက်ပါဒီထဲမှာကြောက်လို့ရှိရင်ကျွန်တော်တို့က device screen time ရဲ့ S screen time limit ရဲ့ focus mode ရဲ့ဆိုပြီးတော့၃မျိုးရှိရပါတော့ဒီနောက်အပေါ်ဆုံးမှာရှိတဲ့ကျွန်တော်က device screen time limit ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီထဲမှာရောက်ရင် device screen time limit ဆိုတာကိုကျွန်တော်ကဖွင့်ပေးထားမိမယ်ဆိုလို့ရှိရင်ခုနလိုမျိုးဖုန်းကိုတစ်နာရီအသုံးပြုပြီးတာနဲ့မိနစ်20စောင့်အောင်မယ်ဆိုတဲ့စာတိုင်းပေါ်လာပြီးတော့ဖုန်းကိုအသုံးပြုလို့မရပဲဖြစ်သွားမှာဖြစ်ပါတယ်ဒီနေရာမှာနာယူကိုကျွန်တော်တို့ကကိုယ်စိတ်ကြိုက်တတ်မှတ်ထားလို့ရပါတယ်ခု2နာရီတတ်မှတ်လိုက်မယ်ဆိုရင်2နာရီထားလိုက်မယ်ပြီးရင်ခုလိုမျိုးလေးပေါ်လာလို့ရှိရင်ကျွန်တော်က call it ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်2နာရီပြီးတာနဲ့3ပြီးတာနဲ့ခုနလိုမျိုးစာတန်းပေါ်လာပြီးတော့မိနစ်20စောင့်အောင်မှာပဲဖြစ်ပါတယ်ဗျဒါမျိုးတွေကိုကိုကမကြိုက်ဘူးဖုန်းလွတ်လပ်သုံးပြနေဆိုရင်ဒီနေရာလေးကိုတစ်ချက်ပြန်ပိတ်ပေးလိုက်ပါဒါဆိုရင်ဖုန်းကိုလွတ်လပ်နဲ့သုံးပြလို့ရတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကသုံးဝင်နေဆိုရင် 6 လို့နေခဲ့ပါနောက်လည်းခုလိုမျိုးဘူးစရာချက်လက်လေးတွေသိရှိအောင်ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ခဲ့ပါဗျ